အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ရဲ့ WhatsApp YouTube channel ပေါ့နော်တင်မပြီးတော့လားဆိုပြီးတော့မိနေတဲ့မိတ်ဆွေများတို့ channel ကမိတ်ဆွေများအားလုံးကိုလက်ဆောင်12ကြိမ်အတွက် video file လေးတစ်ဖက်တင်ပေးလိုက်ပါတော့နော်အဲ့ဒါပါလဲဆိုတော့ဒီပွဲမှာကျွန်တော် break တစ်ခုကစားထားတယ်ပေါ့နော်အဲ့ break နဲ့ပတ်သက်ပြီးတော့လက်ဆောင်တစ်ခုတင်ပေးလိုက်ပါမယ်နော်တုံးရတဲ့စီနောင်လုံးမောင်းခွန်လို့ရိုက်တယ်ခွန်နဲ့နှိမ့်ချပြီးတုံးရတဲ့စီနောင်လုံးမောင်းခွန်လို့ရိုက်တယ်ခွန်နဲ့နှိမ့်ချပြီးတုံးရတဲ့စီနောင်လုံးမောင်းခွန်လို့ရိုက်တယ်အဲ့လိုရိုက်ခဲ့တဲ့နှစ်မှာတဲ့အဲ့ဒီတုံးရပထမတုံးရတဲ့စီနောင်လုံးမောင်းခွန်ရိုက်တဲ့နှစ်ကမှ9ချိန်လောက်မှာ break 10ဒုတိယမှာ break 9တတိယကမှ break 6ဆိုပြီးတော့ရိုက်တာ10ခွန်6အဲ့ဒီ10ခွန်6ကိုသူကပြန်ပြီးတော့တုံးရတဲ့စီနောင်လုံးမောင်းခွန်အောက်9ချိန်နဲ့ဘောင်း9ချိန်မှာကျတော့ပြန်ပြီးတော့ပထမတဲခဲ့တဲ့10ခွန်6ကိုသူက break 6 break 9 break 10ဆိုပြီးပြန်ထည့်ပြီးတာ6ခွန်10 10ခွန်6ကို6ခွန်10ဆိုပြီးပြည်လန်းနဲ့ပြန်လာထည့်ပြီးတာထည့်တဲ့ချိန်မှာလည်းသူတတ်တရဲ့လုတ်ပြထားတာကဒီနေရာမှာ break 6လို့မရိုက်ခင်တဲ့ဒီနေရာမှာ break 10ဆိုအရင်ခံပြီးထားတယ်တဲ့အဲ့ဒီ break 10ကလည်းတဘောတည်းရိုက်တဲ့ break 10နဲ့လုတ်ထားတာဒီစောင်းလုံးပေါင်းချင်း3ကိုဒီနှလုံးတက်ပြီးတော့ဒီစောင်းလုံးပေါင်းချင်း9ကိုဒီနှလုံး9လို့ထည့်ပြီးသိစီနောက်ပိတ်ကိုတစ် break ဖြစ်အောင်ခါတလုံးထည့်ပြီးတစ် break ကိုအရင်ရိုက်ပြီးမှဒီနေရာမှာတည့်ရပါဘော break 6ရိုက်တာဒီမှာလည်းဒီတိုင်းပဲဒီ break ကိုမလာခင်မှာ break 2မှာလည်းပဲဆောင်းလုံးပေါင်းချင်း9ပြီးတော့ဒီမှာ10ဒီနှလုံး10လို့ထည့်သိစီနောက်ပိတ်ရပြီ break 2ဖြစ်အောင်3ခါတလုံးထည့်ပြီးတော့ break 2လို့ခံပြီးမှ2ရပါဘော con break ဆိုအတိအကျဒီမှာပြန်ထည့်တာတတိယကဒီမှာလည်းဒီတိုင်းဒီ break 10ရိုက်ခင်မှာ break 3ထည့်တာထည့်တဲ့အချိန်မှာဒီသုံးလုံးပေါင်းချင်းပထမကမှာ9သုံးလုံးပေါင်းချင်း10တတိယကမှာသုံးလုံးပေါင်းချင်းခွန်ဒီသုံးလုံးပေါင်းချင်းခွန်လို့တဲ့နောက်ဝိတ်လုံးတစ်ခါဒီနှလုံးပေါင်းချင်းပြန်ပြီးခွန်လို့တဲ့သိစီတစ်လုံး break 3ဖြစ်အောင်9ခါလို့ထည့်ပြီးတော့ break 3ကွက်တည်ရိုက်တာရိုက်ပြီးမှဒီ break 10ဆိုတာ3ရပါဘော break 10လို့အတိအကျပြန်ရိုက်တာအဲ့လိုရိုက်ပြီးတော့သူ့ရဲ့နောက်နှစ်မှာ6ထိပ်သူ့ရဲ့နောက်နှစ်မှာလူကြီးမြောက်မှာ6ထိပ်ပုံတည်ရိုက်ဒီမှာလည်း6ထိပ်ပုံတည်ရိုက်ပြီးတယ်အဲ့ဒီကောင်လာခဲ့တဲ့ဇလန်ကဘာတွေစိတ်ဝင်စားစရာကောင်းလာလဲဆိုဒီ frame မှာပေါ့နော်ဒီ frame ရဲ့စုံချက်မှာအဲ့ဒီ6ခွန်8ပြည်လန်းရဲ့အထောက်နဲ့ break တလုံးကစားကွက်ဒီဘက်မှာဒီ frame နဲ့ကျွန်တော်ဖန်ကစားထားတယ်အဲ့ဘာလဲဆိုတော့ဒီ break 6တဲ့10ခွန်6ကို6ခွန်8လို့အဲ့လိုပြေးပြီးတဲ့အချိန်မှာဒီ break 6က6တဲ့တပွင့်နေတဲ့ break 9လို့ပထမဆုံးစပြီးတော့ break 6ပြီးတော့6တဲ့တပွင့်နေတဲ့ break 9ဆိုပြီးတော့ဒီမှာစကြတယ်အဲ့လိုကြတဲ့အချိန်မှာဒီ break 6ရဲ့ဇောင်းအပေါ်ဇောင်းထောက်ခဲ့တဲ့သုံးလုံးပေါင်းချင်း9ကနောက်ပတ်ထောင်သုံးလုံးပေါင်းချင်း9လို့လာထည့်အဲ့လိုထည့်ပြီးတော့ဒီ6ကို break 3ခုပေါင်းချင်း6 break 4 break 2 break 3နဲ့ break 3ခုပေါင်းချင်း6လို့လာထည့်အဲ့ဒီ6ရဲ့ပါဝါဒီဘေးမှာရှင်းရ break 3ခုပေါင်းချင်းတစ်ခါဒီ break 3ခုပေါင်းချင်း6ကိုဒီ break 3ခုပေါင်းချင်း6တစ်4ဆိုတစ်ဆိုပြီးပြန်ထည့်6တစ်ပါဝါနဲ့ break ကိုပြန်ချုပ်ဒီမှာ break ကိုဒီမှာဒီ system မှာဒီလိုအောင်ပြထားပထမကဒုတိယကလည်းဒီဖြစ်စဉ်တိုင်းပဲနော်ဒီဖြစ်စဉ်တိုင်းပဲဒီနေရာမှာ break ခွန်ရိုက်ပြီး break ခွန်တဲ့တပွင့်နေတဲ့ပထမဆုံး break 6ဒီနေရာမှာစကြတယ် break 6လို့စကြတဲ့အချိန်မှာသူ့ဘော်ဇောင်းချက်ခဲ့တဲ့3လုံးပေါင်းချင်း8ကိုနောက်ပိတ်ထောင်3လုံးပေါင်းချင်း8လို့လာထည့်အဲ့ဒီ8ကိုထည့်ပြီးတဲ့အောက်မှာဒီ break 3ခုပေါင်းချင်းဇောင်းကဒီ6ထိပ်ကို break 3 break 5 break 8 3 5 8ဆိုပြီး break 3ခုပေါင်းချင်း6လို့လာထည့်အဲ့6ရဲ့ပါဝါပြန်သူ့ဘေးမှာ break 5 break 9 break 9 5 9ခွန်တစ်ဆိုပြီးတော့ power break နဲ့ချုပ်ဒီမှာ break တစ်ခုအောင်ပြတယ်ပထမကဒုတိယကတတိယကအဲ့ဒီစင်ကိုထပ်ဖြစ်ထားတယ်ဒီမှာ break ရှစ်လို့ရိုက်ပြီး break ရှစ်ထက်တပွင့်နေတဲ့ break ကိုပထမဆုံးစကြလိုက်ရှာတဲ့ချိန်ကမှကျွန်တော်ဒီမှာ break 6 break 5 break 3 nya break 2 break ဒီနေရာမှာစပြီးတော့ break ခွန်ဆိုပြီးတော့စကြတယ်ဒီနေရာမှာ break ခွန်လို့စကြတဲ့အချိန်ကမှရှေ့ရမတက်တယ်နဲ့ဒီရှေ့ရဲ့ဘောကဇောင်းဖြတ်ခဲ့တဲ့ခွန်ကနောက်ပိတ်လုံးလုံးခွန်လို့လာထည့်ဒါလည်းထည့်ပြီးသွားတယ်ပြီးရင်သူ့ရဲ့အောက်မှာဒီမှာ6ထိပ်တည်ခဲ့တဲ့ကောင်ဒီ break 3ခုပေါင်းချင်း6လို့လည်းထည့်ပြီးဒီမှာထည့်ပြီးသွားပြီဒီမှာ break 2
break နှစ် break နှစ် break တွန်းကျင်break 6လို့ထည့်ပြီးသွားပြီလို့ရှေ့ကကလို့ပဲဒီ break 3ခုပေါင်းချင်း6ကိုဒီ break 3ခုပေါင်းချင်း1လို့ပါဝါပြန်ရမှာ1လို့ပါဝါပြန်ဖို့အတွက်ဆိုဒီမှာ break 5ရှိထားတယ်ဒီမှာ break 9ရှိထားတယ်5 9ရှိထားတယ်ဒီနေရာကို break 9လို့ထည့်မှာကျွန်တော် break 3ခုပေါင်းချင်း1ဖြစ်မှာဒါကြောင့်ဒီပွဲကိုဒီနေရာမှာ break 9ဆိုပြီးထည့်ကစားမယ်ပေါ့နော် break 9ကနန်း break 9ကနန်းပေါက်ပြီးကစားခြင်းတယ်ပေါ့နော် break 9ကနန်းပေါက်ပြီးကစားခြင်းတဲ့အချိန်မှာဒါ break 9နဲ့ပတ်သက်ပြီးတော့ဒီနေ့မှာပထမဆုံးထွက်ကြတယ်ချမ်းနဲ့ကို break 9ကနန်းဒီကနန်းလည်းပြန်ကြထွက်နိုင်တဲ့ကနန်းထဲမှာရှိတယ်မနစ်ကထွက်ထားတဲ့ break 9ကနန်းနှစ်ကွက်900တော့မဟုတ်ခွန်3ပတ်လေဒါလည်းထွက်နိုင်တယ်ဆိုတဲ့အယူဆကိုကျွန်တော်ရှင်းပြခဲ့ဘူးတယ်နောက်တစ်ခါခွန်8နှစ်ပတ်လေဆိုတဲ့ကနန်းဒီယူဆဒီကနန်းလည်းဒီနေ့ထဲမှာထွက်နိုင်တယ်ဆိုတဲ့အယူဆတွေအရင်တော့ကျွန်တော်ရှင်းပြခဲ့ဘူးတယ်နောက်တစ်ခါဒီ136ဆိုတဲ့ကနန်းလည်းဒီယူဆလည်းဒီနေ့ထဲမှာထွက်နိုင်တယ်ဆိုတဲ့အယူဆတွေကျွန်တော်ရှင်းပြခဲ့ဘူးတယ်ပေါ့နော်အဲ့ဒီအတွက်နောက်တစ်ခါဒီ993ပတ်လေဒီကနန်းလည်းဒီနေ့ထဲမှာ break 9နဲ့ပတ်သက်ပြီးတော့ထွက်နိုင်တယ်ဆိုတဲ့အယူဆတွေဟိုအရင်တော့ကျွန်တော် live တင်မှာကျွန်တော်ရှင်းပြခဲ့ပြီးတယ်အဲ့တော့ break ကိုကြိုက်တဲ့ချိန်တိုင်းမှာဒီကနန်းပေါ့နော်တစ်ကွက်နှစ်ကွက်သုံးကွက်လေးကွက်ငါးကွက်6ကွက်ရှိပေါ့နော်ဒီကနန်းတွေကကျွန်တော်အများအားစိတ်ဝင်စားသတိထားပါလို့ပြောပြခဲ့တဲ့ကနန်းတွေပေါ့နော်အဲ့ဒီအနေမှာအခုကျွန်တော်993ပတ်လေတွေကဒီ frame ကနေပဲကြားစိုက်လေးတစ်ခုမိတ်ဆွေများတွေကျွန်တော်လက်ဆောင်ပေးချင်ပါတယ်ပေါ့နော်အဲ့ဒါပါလဲဆိုတော့စောစောကကျွန်တော်တို့ဒီ608ပြည်လန်806ကိုတည်တယ်608ပြည်လန်ထောက်ပြခဲ့တယ်အဲ608ပြည်လန်းကနေနီးတက်ကနီးနဲ့ကျွန်တော်တို့ကဒါဒီနေရာမှာ break ခွန်ကစားတဲ့စနစ်ကိုထောက်ပြအခုတခါဒီ frame ကနေပဲဒီ608ပြည်လန်းနဲ့နောက်တစ်မျိုးထောက်ပြမယ်ဒီနေရာမှာ break 6လို့ရိုက်ပြီးတဲ့ရိုက်တာနဲ့အဲ့ဒီနေရာမှာ break 6ကနန်းတစ်ခွက်ထည့်ရမယ်တဲ့ဒီမှာ939ခွန်ဆို break 6ကနန်းတစ်ခွက်ထွက်တာနဲ့သူ့ဆောင်မှာနောက်နေ့ကို break 6က break 6က break 6ကိုစောင်းပြန်တက်ချတဲ့ဖြစ်စဉ်တစ်ခုရှိရမယ်တဲ့ဒါပထမကက်အဲ့လိုပဲဒုတိယကက်ဒီ break ခွန်ကနန်းတစ်ခုထွက်ရမယ်ထွက်ပြရနဲ့ဒီ break ခွန်ရဲ့ဆောင်မှာ break ခွန်ဆိုပြီးတော့တောင်းပြ break ထပ်ထားတာတစ်ခုထွက်ထားရမယ်ဒီမှာလည်းရှိနော်တတိယကအဲ့ဆိုဒီ break ရှစ်အဲ့လိုပဲရှိထားတယ် break ရှစ်ရဲ့ဆောင်မှာ break ရှစ်ဆိုပြီးတောင်းပြ break ထပ်ထားတာရှိနေရမယ်တဲ့ဖြစ်စဉ်6ခွန်8ကိုအဲ့ frame ကရိုက်ပေးထားရမယ်ဒီမှာရိုက်ပေးသွားတယ်ပေါ့နော်အဲ့လိုရိုက်ပေးသွားတော့ဘာထူးခြားရလဲဆိုတော့အဲ့လိုရိုက်ပေးပြီးတာနဲ့သူ့ရဲ့ဒီတကွန်းကျော်မှာဒီနေရာမှာကစားမဲ့စနစ်ပေါ့နော်ဒီနေရာမှာကစားမဲ့စနစ်မှာသူကဘာလို့လာထောက်ထားလဲဆိုသူ့ရဲ့ဒီနေရာမှာကစားမဲ့စနစ် break ခွန်လို့ပုံစံလာထွက်ထားအဲ့ဒီ break ခွန်လို့ပုံစံထွက်တာကလည်းဗလိုင်းကြီးတော့ထွက်တာမဟုတ်ဘူးဒီနေရာမှာ break ခွန်ထောက်တဲ့အချိန်မှာတဲ့ဒီ break 3ခုပေါင်းချင်း1ဆိုတဲ့ method ဒီ break က break 3ခုပေါင်းချင်း1ဆိုတဲ့ method နဲ့အထိန်လေးထည့်ထား1ဆိုတဲ့အထိန်မှာတခြားအထိန်နဲ့ထိန်းလို့မရဘူးတဲ့အဲ့မှာ break 9 break 5 break 9 9 ခွန်ဆိုတဲ့အထိန်တွေပဲထည့်ပြီးတော့ဒီမှာ break ခွန်ဆိုတဲ့ကဏ္ဍထွက်ထားတယ် break ခွန်ဆိုအောင်ထားတယ်အဲ့အောင်လိုက်တဲ့ break ခွန်ကဏ္ဍဒီသူစောင်းတဲ့တစ်ချိန်3ချိန်မှာအဲ့ဒီမှာ3ခွန်အခွတ်ဒီလို3ခွန်အခွတ်ဒဲလို့ရိုက်ပြီး break ခွန်ကိုဒီလိုအောင်တာပါတဲ့ပထမကဒုတိယကအဲ့တယ်နဲ့ဒီမှာကျွန်တော်တို့စောစောထောက်ပြလိုက်တဲ့စောစောကျွန်တော်ထောက်ပြလိုက်တယ်ပေါ့နော်ဒီမှာ break ခွန်ကဒီမှာ break ခွန်လို့စောင်းတဲ့ရိုက်တာနဲ့သူ့ရဲ့တကွန်းကျော်မှာဒီနေရာမှာအောင်ခဲ့တဲ့6နှစ်9ဆိုတဲ့ကဏ္ဍက break ခွန်ကဏ္ဍနဲ့ပဲအောင်တာအဲ့ဒီ break ခွန်ကဏ္ဍကလည်း break 3ခုပေါင်းချင်း1လို့လည်းပြန်ပြီးထောက်ချက်လိုက်ညီးရမှာအဲ့ break 3ခုပေါင်းချင်း1မှာပဲလေတခြားဟာနဲ့မဟုတ်9 9ခွန်ပတ်လည်းလည်းပဲပြတ်မှာဒီမှာ break 9တဲ့ဒီမှာ break 9တဲ့ဒီမှာ break 9 9 ခွန်လို့ပဲထည့်ရအောင်ပြီ break ခွန်ဒီတိုင်းအောင်တဲ့အချိန်မှာတစ်ချိန်2ချိန်စောင်းတက်လိုက်6ထိပ်9ပိတ်ပြီးတဲ့6ထိပ်9ပိတ်လို့တက်ချပြီးတော့ break ခွန်ဖြစ်ဖို့နှစ်ခါတစ်လုံးထည့်ပြီးဘဲအောင်တာပါဒါဆိုတတိယကဒီမှာကျွန်တော်ဖြစ်နေပြီပေါ့နော် break 6က break 6လို့ထောက်ပြီးထောက်တာနဲ့သူ့ရဲ့တကွန်းကျော်မှာဒါဒီနေရာမှာ break ခွန်လည်းတာမန် break ခွန်လို့မရဘူး break 3ခုပေါင်းချင်း1လို့လည်းထောက်ချက်လေတော့ညီအောင်ပါအဲ့ဒီ1မှာလည်းပဲတခြားအနေနဲ့မဖြစ်ဘူး break 5 break 9 break ခွန်ဆိုတဲ့စနစ်နဲ့ပဲညီအောင်ဒါလည်းကွက်တိညီသွားပြီအဲ့လိုညီဆိုဒီနေရာမှာဒီကစားကွက်ဒီဒါ break ခွန်ကဏ္ဍ break ခွန်ကဏ္ဍဆိုလို့ရှိရင်ရှေ့ရဖြစ်စဉ်တိုင်းပဲဆိုရင်ကျွန်တော်ရဲတင်းဆုံးဖြတ်ပြီးကစားမယ်ဆိုရင်တစ်ချိန်2ချိန်3ချိန်မြောက်မှာ9-3ခွာလို့ထောက်ထားတယ်အဲ့ဒီ9-3ခွာကိုဒီနေရာမှာကျွန်တော်တို့က9-3ခွာလို့ထောက်လိုက်မယ်ဆိုလို့ရှိရင်
ငါးထိပ်သုံးပိတ်တဲခွာပြီးထောက်ပြရငါးထိပ်သုံးပိတ်လို့တဲခွာထောက်လိုက်ဘရိတ်ခွန်ဖြစ်ဖို့ကိုယ်လုံးထက်ပြီး993ဆိုတော့ကနေတဲတစ်ပေါက်993တဲ့ပေါ့နော်993တဲ့ကြိုက်တယ်ဆိုရင်တော့လေကစားကြည့်ပေါ့ဗျာနော်ဒါမိတ်ဆွေများကျွန်တော်တို့ကတော့ဖြစ်စဉ်ကိုတွေးပြတာပေါ့နော်ရှေ့မှာဖြစ်တဲ့ဖြစ်စဉ်ကိုတွေးပြတာအမှန်နဲ့မှားတယ်ဆိုတာကတော့ထွက်လာတဲ့ကံတရားပေါ်မှာမူတည်ရပေါ့နော်ဒါကြိုက်နှစ်သက်တဲ့မိတ်ဆွေရှိ993ဆိုတော့ကဏ္ဍလေးတဲတစ်ပေါက်တစ်ခွက်ကစားကြည့်ပါပေါ့နော်ဒါ break ခွန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ break ခွန်နဲ့ပတ်သက်ပြီးဒီကဏ္ဍနေတဲ့ကတစ်ခွက်တော့အနည်းဆုံးဒီနေ့2026ထဲမှာထွက်နိုင်လို့ယူဆထားတာရှိတယ်ကျွန်တော်ယူဆထားတဲ့ကဏ္ဍအကုန်လုံးကစားခြင်းတယ်ဆိုရင်ဒီကဏ္ဍတွေကို live ထိုးဖို့เนาะ break ခွန်နဲ့ပတ်သက်ပြီးဒါလေးလည်းအကြံပြုလိုပါတယ်ပေါ့เนาะစိတ်ဝင်စားမှကစားပါ break ခွန် method တွေကထောက်လန်းနေရအများကြီးရှိရเนาะဒီမှာကျွန်တော်တို့9နောက်ပိတ်သူကနေ1နှစ်2နှစ်3နှစ်4နှစ်5နှစ်မြောက်မှာကစားတဲ့ကစားကွက်တစ်ခါ9နောက်ပိတ်ထပ်တဲ့10နှစ်ချပြီးတော့1နှစ်2နှစ်3နှစ်4နှစ်5နှစ်မြောက်မှာကစားတဲ့ကစားကွက်တစ်ခါ10နှစ်ချပြီး9နောက်ပိတ်လိုက်တယ်အဲ9နောက်ပိတ်ကနေ1နှစ်2နှစ်3နှစ်4နှစ်5နှစ်မြောက်မှာကစားတဲ့ကစားကွက်မှာဒါကတော့ဆရာကြီးတော်များများလည်းကစားတာဆိုတော်များလည်းပြပြီးသားဖြစ်ပါလိမ့်မယ်เนาะကျွန်တော်ရှင်းမှာပြခဲ့တဲ့ဆရာကြီးအားလုံးလည်း credit ပေးပါတယ်ပေါ့เนาะသူလည်းရိုးရှင်းတဲ့ကစားကွက်တစ်ခုရှိတယ် break ခွန်က68ခွန်ပြေးလန်းလိုက်ကစားနေရပဲပေါ့เนาะဒီလိုင်းကနေ1နှစ်2နှစ်3နှစ်4နှစ်မြောက်မှာတဲ့ဒီ break ကိုဒီကိုထိတ်လို့ရိုက်တယ်ရိုက်ပြီးသူ့ရဲ့နောက်တစ်ထက်မှာ break နှစ်ခုပေါင်းခြင်းထပ်ရဲ့ break နှစ်ခုပေါင်းခြင်းကိုလို့ဖြစ်တာနဲ့ break နဲ့ break ရှင်းနဲ့ကိုလို့ဖြစ်တာနဲ့သူ့အမှာ break ကိုလိုက်ယူတော့ထပ်ပြီးတော့ကစားရမယ်စနစ်ဒါဆိုဒီမှာလည်းဒီတိုင်းပဲ break 8က8ထိတ်လို့ရိုက်သူ့ရဲ့နောက်တစ်ထက်မှာ break နှစ်ခုပေါင်းခြင်း3နဲ့5နဲ့8လို့ဖြစ်ပြီးဖြစ်ရင်သူ့ရဲ့အောက်မှာ break 8လို့ထပ်ပြီးတော့လိုက်ကစားတဲ့စနစ်အဲ့လိုပဲဒီစနစ်ကဒီချိန်မှာလည်းဝင်ထားရှိအောင်เนาะ break ခွန်ထိတ်လို့ရိုက် break ခွန်ထိတ်လို့ရိုက်ပြီးသူစောင့်နေကြတဲ့ method ပဲပေါ့เนาะ break နှစ်ခုပေါင်းခြင်းခွန်ဒီပြီးကြတဲ့ဘွဲမှာစဖြစ်သွားတာဒီ break လေးနဲ့ဒီ break 3နဲ့1 8 break 3နဲ့4နဲ့3နဲ့ခွန်လို့စဖြစ်လိုက်ဒါဆိုသူ့အောက်မှာ break ခွန်ဆိုကစားတဲ့စနစ်ပေါ့เนาะဒီလိုထောက်ပံ့ဒီလိုအားကောင်းကောင်းနေရှိပါ break ခွန်ပြမယ်ဆိုရင်တော့19မျိုးဒီပြရရရှိပါအားကြီးပါပေါ့เนาะအဲ့ဒီ line မှာပဲပေါ့เนาะသူကဘာပြထားလဲဆိုသူ့ရဲ့ဒီ9နောက်ပိတ်ရဲ့တနေ့ကျော် break ကိုကနန်းဒီသူ့ရဲ့နောက်နေ့ကို break ဒီ68ခွန်ပြေးလန်းကျော် break ကိုကနန်းဒီ break ကိုလိုလိုက်ထွက်တယ်9နောက်ပိတ်ရဲ့တကွင်ကျော်က break 8ကနန်းတကွက်ဒီတဲ့သူ့ရဲ့နေ့နေ့မြောက်မှာ break 8ကနန်းလိုက်ထွက်တယ်ဒီ9နောက်ပိတ်ရဲ့တနေ့ကျော်က break ခွန်ကနန်းတကွက်ဒီတဲ့ဒါအများအားပြောနေကြတဲ့method ပါ8ခွန်နဲ့ခွန်8နဲ့ဆိုတော့ကသူ့ရဲ့နောက်နေ့ကို break ခွန်နဲ့ပတ်သက်လိုက်ထွက်နိုင်တယ်တခုရှိတယ်တဲ့ဒါလေးတွေကအမှတ်ရအောင်ပြန်ပြောပြတာပေါ့နော်အဲ့လိုပဲပေါ့နော်ဒါက9နောက်ပိတ်ရဲ့နောက်နေ့ထဲက break ကိုကနန်းတစ်ခွက်ဒီ658ကလည်း1နှစ်2နှစ်3နှစ်4နှစ်5နှစ်မြောက်မှာလိုက်ထွက်ပြီးထားတာရှိတယ်ဒီ9နောက်ပိတ်ရဲ့နောက်နေ့ထဲက break ကိုပြီးတော့ break 8ကနန်းပေါ့နော်68ဆိုတဲ့ကနန်းက1နှစ်2နှစ်3နှစ်4နှစ်5နှစ်မြောက်မှာလိုက်ထွက်ပြီးထားတာရှိတယ်ဒါဆိုဒီ9နှစ်မြောက်9နောက်ပိတ်ရဲ့နောက်နေ့ထဲက break ခွန်ကနန်းဆိုဒီပတ်လည်းတစ်ခွက်ပဲထွက်တာပေါ့နော်ဒီ136ကလည်း136က1နှစ်2နှစ်3နှစ်4နှစ်5နှစ်ဒီနေ့တည်းမှာလိုက်ထွက်ဖို့ကစားကွက်ရှိတယ်သူကနှစ်ထပ်စီးပေးထားနော်ကို break ကိုထိတ်လို့ရိုက်ပြီးသူ့ရဲ့နောက်နေ့ထဲမှာတဲ့9နောက်ပိတ်ရဲ့နောက်နေ့ထဲကကို break တစ်နှစ်ကျော်ကကို break ကနန်းနှစ်ခွက်ကလိုက်ထွက်ပြီးထားတယ်အဲ့လိုပဲဒီမှာ9နောက်ပိတ်ဒီနေရာမှာ break က8ထိတ်လို့ရိုက်ပြီးသူ့ရဲ့နောက်နေ့ထဲမှာ9နောက်ပိတ်ရဲ့နောက်နေ့ထဲက break ကနန်းတစ်ခွက်သူ့ရဲ့တစ်နှစ်ကျော်ကbreak ကနန်းနှစ်ကွက်တိတိဒီမှာ9နဲ့9နဲ့10ကိုတစ်ဆိုလိုက်ထွက်ပြီးထားတယ်ဒါဆိုဒီ9နောက်ပိတ်ရဲ့နောက်နှစ်ထဲကဒီမှာလည်း break ခွန်ထိတ်လို့ရိုက်ခွန် break နဲ့ပတ်သက်ပြီးဒီ9နောက်ပိတ်ရဲ့နောက်နှစ်ထဲက break ခွန်ကနန်းတစ်ခွက်ဆို136ပတ်လဲတစ်ခွက်တည်းထွက်တာရှိတယ်9နောက်ပိတ်ရဲ့တစ်နှစ်ကျော်ဆိုဒီခွန်10နှစ်ပတ်လဲဆိုပြီးတော့ break ခွန်နဲ့ပတ်သက်ပြီးနှစ်ကွက်ထွက်တာရှိတယ်ပေါ့နော်အဲ့တော့ဒီကနန်းတွေကဒါ2026ထဲမှာလိုက်ထွက်နိုင်တယ်ဆိုတဲ့အယူဆဒါလည်းရှိရပေါ့နော်။ဒါနဲ့ပတ်သက်ပြီးတော့မနစ်ကခွန်ထိတ်ထက်တဲ့ကနန်းနှစ်ကွက်ကခွန် break ကနန်းနှစ်ကွက်က2026မှာထွက်ဆိုပြီးတော့ကျွန်တော်ရှင်းပြခဲ့ဦးတာရှိတယ်။ဒါကကျွန်တော်ဒီနေ့ထဲမှာထွက်သွားတဲ့ break ခွန်ကနန်းဒီအချိန်ပြည့်ပြန်ကျနိုင်တယ်ဆိုရှင်းပြခဲ့တာရှိတယ်။အခုဒါ993ကျဆိုင်ဒီကနန်းကလည်းပရင်ကောင်းရှိတယ်။အခုဒီပရင်ကနေပြီးမှဒီပွဲမှာတော့ဒီကနန်း993ဆိုတဲ့ကနန်းတဲတစ်ကွက်ကန်ဆန်းကျင်တဲ့မိတ်ဆွေများအတွက်ဒါလက်ဆောင်ကျွန်တော်
ပြေးပြလိုက်တယ်ပေါ့နော်ကျန်တဲ့ဟာတွေလည်းမိမိကြိုက်နေတဲ့ပါရင်ထက်ကစားပါလို့အကြံပြုပါတယ်အားလုံးသောမိတ်ဆွေများကိုအစဉ်အားပေးနေတဲ့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးတယောက်ချင်းတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ပေါ့နော်ကျေးဇူးတင်ရှိပါတယ်ကျွန်တော်ရဲ့တင်ပြနေတဲ့သတိကြီးလေးပတ်သက်ပြီးတော့အားပေးတဲ့မိတ်ဆွေတယောက်ချင်းတိုင်းကိုကျေးဇူးထူးတင်ပါတယ်လို့ပြောကြရင်းနဲ့ဒီဗီဒီယိုကိုဒီနေရာမှာကျွန်တော်အဆုံးသတ်မှာဖြစ်ပါတယ်အားလုံးပဲကံကောင်းကြပါစေလို့ဆုတောင်းပေးရပါတယ်ပြီးတော့လည်းဒီပွဲမှာပေါ့ကျွန်တော်10ဦးကွက်တစ်ကွက်ကစားထားတယ်စိုက်လဲပို့တယ်တပတ်စနေကိုကျွန်တော်ကတစ်ချိန်နဲ့အတွက်တော့3000ယူပြီးတော့စိုက်ပို့တဲ့စနေမှာအထူးရောင်းချပွဲဆိုကျွန်တော်ရောင်းချတာရှိတယ်စိတ်ဝင်စားတဲ့လူကကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ကိုလာပြီးတော့ဝယ်ယူလို့ရတယ်အဲ့လိုမဟုတ်ဘဲနဲ့ကြံတဲ့ခုကျင်းစပြီးတော့ပေါ့နော်အခုချိန်တစ်ချိန်လက်ဆောင်မှဝင်နောက်ထပ်ဒုတိယနှစ်ဝက်12ချိန်အတွက်သသိန်းနဲ့မမဝင်ခြင်းတဲ့မိတ်ဆွေများကိုလည်းကျွန်တော်ကဒီချိန်နောက်ဆုံးထားပြီးတော့လက်ခံပေးထားတယ်တချို့ကကြတော့ဒီချိန်ကိုတက်ကနန်းဝယ်ပြီးတော့ဒုတိယနှစ်ဝက်ကိုသသိန်းနဲ့ထပ်ဝင်ရမှာလားလို့အဲ့လိုမေးကြတယ်မဟုတ်ပါဘူးခင်ဗျဒုတိယနှစ်ဝက်အတွက်သသိန်းကျွန်တော်ဒီမှာမမဝင်မယ်ဆိုလို့ရှိရင်အခု3000နဲ့ရောင်းစားတဲ့ဒီချိန်ကနန်းကလည်းဒါကျွန်တော်ရဲ့မမကနန်းဖြစ်တဲ့အတွက်ဒီချိန်မှာထပ်ဝယ်စရာမလိုပါဘူးပေါ့နော်ဒီကနန်းတွေရပြီးသားဖြစ်ပါတယ်အဲ့တော့စိတ်ဝင်စားတဲ့ပုဂ္ဂိုလ်ကလာနိုင်ပါတယ် Viber ကိုလာပါ Viber မှာပဲကျွန်တော်စာရေးပြီးတော့ပြောပါ Viber မှာစာရေးပြီးတော့ပြောပါနော်လုံးဝဖုန်းပြောတာလက်မခံပါဘူးစာရေးပြောပါဖုန်းပြောတာနဲ့ကျွန်တော်တို့ Viber ကနေဖုန်းခေါ်လိုက်တာနဲ့တန့်ဘလော့တာကျွန်တော်တို့ကနော်ဒါ Viber ဖုန်းနံပါတ်ကစိတ်ဝင်စားဆို39 96 90 3025ဒီဖုန်းနံပါတ်တစ်လုံးနဲ့ပဲကျွန်တော် Viber နဲ့လက်ခံစကားပြောတဲ့ဒီနံပါတ်ကတင်လေဒီနံပါတ်ကလည်းရာဇာဝါစနေသားအစစ်မှန်ဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုလည်းထပ်ဆင့်ပြီးတော့အတိပေးရပါတယ်မိတ်ဆွေတို့အတူတွေနဲ့တွေ့နေမှာဆိုရင်လို့ထပ်ခါထပ်ခါသတိပေးပေးကြပါအားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်အားလုံးပဲကောင်းကောင်းကြပါစေ good luck ပါခင်ဗျာ